အားလုံးပဲမင်္ဂလာပါဒီနေ့မိုးလေးအုပ်နေတော့အမဲကလီစာချက်စားပါမယ်အမဲကလီစာဟင်းနဲ့တွဲစားလို့ချမောက်ရေတောက်အတွက်ကလေးကိုချမောက်တင်လိုက်ထားပါဒါကတော့ပေါင်းပစ္စည်းလေးဖြစ်ပါတယ်တော်ယုံနဲ့နူးမလွယ်တဲ့ကလီစာအစိပ်ပိုင်းတွေကိုစားစနွေးလို့နဲ့တေချာနေပြီးတော့နှက်ထားတာဖြစ်ပါတယ်ဒါကတော့နူးဖို့အခက်ဆုံးဖြစ်တဲ့ဦးချမ်းတွေကိုစပလင်းနှနွေးစားလို့လည်းမနေ့ကတည်းကပြုတ်ထားတာပါဒါကတော့နူးလွယ်တဲ့အစိပ်ပိုင်းတွေကိုစားစနွေးလို့နဲ့နှက်ထားတာပါမြုပ်သီးမုံချင်းချက်သွန်ဖြူပြီးမကြီးနဲ့မြုပ်သီးစိမ်ချက်သွန်နီနနွယ်ငံပြာရည်ငရုတ်ကောင်းစီရှမ်းနန်းစပလင်းနဲ့နနမဲမြစ်တို့သုံးချက်မှာဖြစ်ပါတယ်။မဆလာလုံးဝမသုံးတဲ့နဲ့လူနဲ့ပြအောင်ချက်မှာဖြစ်လို့ကြက်သွန်ဖြူချင်းစပလင်းနနမဲမြစ်နဲ့ရုပ်သီးစိမ်းတို့ကိုတစ်စုံတစ်ယောက်နဲ့အပေါင်းပါများလို့သဘောထားပြီးစစ်စစ်ညစ်ညစ်ကြအောင်ထောင်းပါ။ပြီးရင်ပိုးတစ်လုံးနဲ့မှနူးရတဲ့ကလေးစားတွေကိုအရင်ထည့်ပြုတ်ထားတဲ့ဦးချမ်းတွေကိုထည့်ခုနကထောင်းလာတာတွေကိုတစ်ဝက်လောက်ထည့်ပြီးရင်ရေထည့်ပြီးတော့သမအောင်ပြီးလူတလူဖြစ်တဲ့အထိတည်ပါမယ်။ဒီတစ်ခါမှတက်တက်လေးကြိတ်ထားရတယ်။ခုနကထောင်းထားရတဲ့ကျန်တဲ့တစ်ဝက်ကိုနှနွေးရယ်မြေပြီးမှုတို့ရယ်ငရုပ်ဆောင်ချင်းရယ်ထည့်ပြီးတော့မြေပြီးတော့အနံ့ပေးပြီးတော့ဝေးတက်လာတဲ့အထိကိုစီတက်ပါမယ်။မြေပြီးအနံ့ပေးပြီးဆိုရင်ငရုပ်ကောင်းလေးထည့်ပါမယ်။ပြီးရင်တော့အနည်းငယ်တဲ့ကိစ္စလေးထည့်ပြီးလုံးပါမယ်။အဲ့ဒီကလေးလေးကိုမလေးပြီးဖြစ်တဲ့ဒီတည်ပြီးတော့တစ်ဖက်မှာလည်းအိုးဝတ်တာဆိုတော့ကျွန်မအိုးနေရချင်းလိုက်ပါတယ်ကလီစာဟင်းတွေချင်းအရေးကြီးဆုံးကဆင်အောင်ဆေးဖို့နဲ့ချက်အောင်ချက်ဖို့ပါပဲဒါကတော့2ရေလောက်ချက်ပြီးတဲ့အချိန်မှာဒီအိုးရဲ့ကလီစာလေးတွေကမနူးတလူလေးဖြစ်နေတဲ့အနေထားပါဒီအနေမှာလည်းတစ်ဖက်ကစီတက်ပြီးတော့လုံးထားတဲ့ကလီစာတစ်ဘက်ကိုပါဒီဘက်အိုးရဲ့ပြောင်းထည့်ပြီးတော့လုံးဝနူးသွားတဲ့အထိချက်ပါမယ်တအိုးလုံးလုံးဝနူးသွားပြီဆိုရင်တော့မကြီးရီပြောရထည့်ပေးပါကြီးမဲ့ကလေအစစ်မပါအကြောမပါတဲ့လုံးဝအသက်မလို့ကျွန်မအကုန်ထည့်လိုက်တာပါနောက်ဆုံးအနေနဲ့ရှမ်းနံနဲ့နုံနုံစင်ထားတာလေးခတ်ဒီလေးပိတ်ပြီးတော့အဖုံးလေးအုပ်လိုက်ရင်စားလို့ရပါပြီဒီလိုကလေးစားဟင်းလေးတွေကလေငပိရဲ့ဆက်ဆက်ကလေးတွေတို့စရာလေးတွေချင်းမောင်အရေးတောက်တို့လိုချင်းဟင်းလေးနဲ့တအားလိုက်ဖတ်တာကျမတို့ဒီစီပြန်ဟင်းတို့ရေတောက်တို့မပီတိုးစရာတို့ပါတယ်နေဆိုရင်သမင်းကိုလက်နဲ့ပဲစားဒီလိုဟင်းတွေကလက်ကလေးနဲ့တခြားစားမှအရသာပိုရှိရတယ်အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်မအားလာပေးမှအများဆုံးကင်းဝေးနိုင်ကြပါစေ